ုံတော်အနန္တဂုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တတကူတော်အနန္တဗာမီတော်အနန္တမြစ်တာတော်အနန္တတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဖျားရီတော်မသည်တရက်လျင်တန်ပုတ်ဒီကားတော်ကြီးကိုချိန်ဖြင့်၄လပိုင်းတစ်လလုံးအတိတ်ထံဤ30ရက်မြောက်နေ့အဖြစ်ဤနေ့30ရက်4လ2026ရက်နေ့တွင်ရှင်တော်မြတ်ဖျားကြီးအားတန်ပုတ်ဒီကားတော်ကြီးကိုချိန်ရွတ်ဖတ်တဲ့စေ၍လူရန်ပူဇော်ပါမည်ရှင်ဖျားတန်ဗုဒ္ဓေအထဝီသင်္စဒရသင်္စသဟတကေပင်္စတကြသဟတာနိနာမမိတိရဒါမဟံအဘေကဝါလူကကင်းကအနန္တနိဗ္ဗုဒ္ဓစီနာဒေတံဓမ္မိစာတန်ကိစ္စအာဒရိနာနာမမဟန္နမေကာယနုဘဝေနာဟိတဝါတက်ပေဥပတဝေအနေကအန္တရယာပိဝိနာတံတုအာတိတတော်တန်ဗုဒ္ဓေအထဝီသင်္စဒရသင်္စသဟတကေပင်္စတကြသဟတာနိနာမမိတိရဒါမဟံအဘေကဝါလူကကင်းကအနန္တနိဗ္ဗုဒ္ဓစီနာဒေတံဓမ္မိစာတန်ကိစ္စအာဒရိနာနာမမဟန္နမေကာယနုဘဝေနာဟိတဝါတက်ပေဥပတဝေအနေကအန္တရယာပိဝိနာတံတုအာတိတတော်တန်ဗုဒ္ဓေအထဝီသင်္စဒရသင်္စသဟတကေပင်္စတကြသဟတာနိနာမမိတိရဒါမဟံအဘေကဝါလူကကင်းကအနန္တနိဗ္ဗုဒ္ဓစီနာဒေတံဓမ္မိစာတန်ကိစ္စအာဒရိနာနာမမဟန္နမေကာယာနုဘဝေနဟိတဝါတက်ပေဥပတဝေအနေကအန္တရယာပိဝိနာတံတုအာတိတတော်တန်ဗုဒ္ဓေအထဝီသင်္စဒရသင်္စသဟတကေပင်္စတတသဟတာနိနာမမိတိရတာမဟံအဘေကဝါလူကကင်းကအနန္တနိဗ္ဗုဒ္ဓစီနာဒေတံဓမ္မိစာတန်ကိစ္စအာဒရိနာနာမမဟန္နမေကာယာနုဘဝေနဟိတဝါတက်ပေဥပတဝေအနေကအန္တရယာပိဝိနာတံတုအာတိတတော်တန်ဗုဒ္ဓေအထဝီသင်္စဒရသင်္စသဟတကေပင်္စတတသဟတာနိနာမမိတိရတာမဟံအဘေကဝါလူကကင်းကအနန္တနိဗ္ဗုဒ္ဓစီနာဒေတံဓမ္မိစာတန်ကိစ္စအာဒရိနာနာမမဟန္နမေကာယာနုဘဝေနဟိတဝါတက်ပေဥပတဝေအနေကအန္တရယာပိဝိနာတံတုအာတိတတော်တန်ဗုဒ္ဓေအထဝီသင်္စဒရသင်္စသဟတကေပင်္စတတသဟတာနိနာမမိတိရတာမဟံအဘေကဝါလူကကင်းကအနန္တနိဗ္ဗုဒ္ဓစီနာဒေတံဓမ္မိစာတန်ကိစ္စအာဒရိနာနာမမဟန္နမေကာယာနုဘဝေနဟိတဝါတက်ပေဥပတဝေအနေကအန္တရယာပိဝိနာတံတုအာတိတတော်တန်ဗုဒ္ဓေထဝီသင်္စဒရသင်္စသဟတကေပင်္စတတသဟတာနိနာမမိတိရတာမဟံအဘေကဝါလူကကင်းကအနန္တနိဗ္ဗုဒ္ဓစီနာဒေတံဓမ္မိစာတန်ကိစ္စအာဒရိနာနာမမဟန္နမေကာယာနုဘဝေနာဟိတဝါတက်ပေဥပတဝေအနေကအန္တရယာပိဝိနာတံတုအာတိတတော်တန်ဗုဒ္ဓေအထဝီသင်္စဒရသင်္စသဟတကေပင်္စတတသဟတာနိနာမမိတိရတာမဟံအဘေကဝါလူကကင်းကအနန္တနိဗ္ဗုဒ္ဓစီနာဒေတံဓမ္မိစာတန်ကိစ္စအာဒရိနာနာမမဟန္နမေကာယာနုဘဝေနာဟိတဝါတက်ပေဥပတဝေအနေကအန္တရယာပိဝိနာတံတုအာတိတတော်တန်ဗုဒ္ဓေအထဝီသင်္စဒရသင်္စသဟတကေပင်္စတတသဟတာနိနာမမိတိရတာမဟံအဘေကဝါလူကကင်းကအနန္တနိဗ္ဗုဒ္ဓစီနာဒေတံဓမ္မိစာတန်ကိစ္စအာဒရိနာနာမမဟန္နမေကာယာနုဘဝေနဟိတဝါတက်ပေဥပတဝေအနေကအန္တရယာပိဝိနာတံတုအာတိတတော်